Hallelujah အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မနေ့က impartation မရတဲ့သားတွေဆိုတဲ့အကြောင်းကိုကျွန်တော်အတူတကွလေ့လာခဲ့ကြပြီးဖြစ်တယ်ဒီနေ့မှာအဆက်ကိုကျွန်တော်တို့ဆက်သွားပြီးတော့လေ့လာမှာဖြစ်တယ်မနေ့ကကျွန်တော်ပြောခဲ့တဲ့ပျောက်သောသားရဲ့ဒိမရဲ့ဟုမေနဲ့အာဇလုတ်ဆိုတဲ့၄ယောက်အကြောင်းကိုကျွန်တော်တို့ပြောခဲ့တာဖြစ်တယ်ကျွန်တော်တို့အတူတကွဆက်လက်လေ့လာရအောင်အာမင်၅ယောက်မြောက်သားကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်သူ့ရဲ့နာမည်ကတော့အားလုံးသိတဲ့ယူဒရှကာရောဖြစ်တယ်ယူဒရှကာရောက father ရဲ့အတန်ကိုကြားပြီးတော့ father အနောက်ကိုလိုက်တဲ့သူဖြစ်တယ်သူက popularity နောက်ကိုလိုက်တဲ့သူလည်းဖြစ်တယ်မိတ်ဆွေဗိတ်သိက်ကဈေးမပေါ်ဘူးလွယ်နဲ့ရတဲ့အရာမဟုတ်ဘူးဖြစ်တယ်အာမင်သင်ကဝိညာဉ်ဖခင်တယောက်ရဲ့နောက်ကိုလိုက်မယ်ဆိုရင်အဲ့ဒီဝိညာဉ်ဖခင်ရဲ့စကားကိုသင်ကဆွဲလန်းတတ်ရမယ်ဝိညာဉ်ဖခင်ပြောတဲ့အရာကိုသင်ကနားထောင်တတ်ရမယ်နာခံတတ်ရမယ်လေးစားတတ်ရမယ်ဒါကသာလေတစ္ဆာရှိတဲ့သားတွေဖြစ်တာဖြစ်တယ်အာမင်ယူဒရှကာတို့ကြတော့ father လို့လည်းခေါ်တယ် father အတန်ကိုလည်းကြားတတ်တယ် father ရဲ့နောက်ကိုလည်းလိုက်တယ်ဒါပေမဲ့သူကအနှဲငယ်လမ်းလွဲသွားတဲ့သူဖြစ်တယ်အာမင်ဒီလိုသားမျိုးတွေက impartation မရတဲ့သားတွေမှာပါတာဖြစ်တယ်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး7အငယ်6မှာဒီလိုရေးထားတယ်ထို့သောဆိုသောဆင်းရဲသောသူတို့အကျိုးကိုထောက်၍ဆိုသည်မဟုတ်မိမိသည်တခိုးဖြစ်လျက်တပည့်တော်များ300ငွေအိတ်ကိုဆောင်၍နှိုက်ယူတတ်သောကြောင့်သာဆိုသည်တဲ့အခန်းငယ်9ကိုဖတ်မယ်ဆိုရင်စီမွေးကိုဒေနာရီအပြား300အဖိုးနဲ့ရောင်း၍ဆင်းရဲသောသူတို့ကအဘဲကြောင့်မပေးရတဲ့နည်းဟုဆိုရဲတဲ့ဒီကြောင့်ရာကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ယေရှုကဘေဒနိရွာမှာရှိနေတဲ့အချိန်မှာမာရိကနာဒုစီမွေးနဲ့ယေရှုရဲ့ခြေပေါ်ကိုလိမ့်ချပြီးတော့သူ့ရဲ့စပင်နဲ့တုတ်တဲ့အချိန်မှာယူဒရှကာရောကထပြောတာဖြစ်တယ်။ဘာကြောင့်ဒီစီမွေးကိုရောင်းပြီးတော့ဆင်းရဲသားတွေကိုမလှူဘဲနဲ့ယေရှုရဲ့ခြေထောက်မှာလိမ့်တာလဲဆိုပြီးတော့သူကပြောတာဖြစ်တယ်။မိတ်ဆွေတစ်ခါတလေမှာသင်တတိထားပါဒီຢာတွေကဘာမှသာမဟုတ်ပင်မဲ့သင်ရဲ့ဘဝမှာအနွိုက်တက်ကိုဆုံးရှုံးစေတာဖြစ်တယ်။တကယ်သူပြောတာမမှားပါဘူး။တကယ်ဆင်းရဲသားတွေအတွက်လိုအပ်တယ်ဒါပေမဲ့ तू မသိလိုက်တာကဝိညာဉ်ဖခင်ကိုအော်နာလုပ်တတ်တဲ့အရာကို तू မသိလိုက်တာဖြစ်တယ်အာမင်ယူဒရှကာတို့လိုသားမျိုးသင်မဖြစ်ပါစေနဲ့သင်ရဲ့အသက်တာထဲမှာတကယ်ဝိညာဉ်ဖခင်ရဲ့အတန်ကိုကြားပြီးဝိညာဉ်ဖခင်နောက်ကိုလိုက်မယ်ဆိုရင်ဝိညာဉ်ဖခင်ရဲ့ဆုံးမမှုကိုလည်းနာခံတတ်တဲ့သားဖြစ်ဖို့လိုအပ်တာဖြစ်တယ်အာမင်ဟာလေလုယာနောက်ထပ်တစ်ယောက်ကတော့လူစီဖာဖြစ်တယ် तू ကတော့အားလုံးသိတဲ့အတိုင်းပဲအဖေရဲ့နေရာကိုလူချင်တဲ့သားဖြစ်တယ်ဟေရှာယ14အငယ်73မှာဒီလိုရေးထားတယ်။သင်ကလည်းကောင်းကင်ပေါ်သို့ငါတက်မည်။ဖျားသခင်ရဲ့ကျယ်သောပေါ်မှာငါပလင်ကိုငါချီးမြှောက်မည်။မြောက်မျက်နှာဘက်ဗျာဒိတ်တောင်ပေါ်မှာငါထိုင်မည်။မိုးတိမ်ထက်ပေါ်သို့ငါတက်မည်။အမြင့်ဆုံးသောဖျားကဲ့သို့ငါနေမည်ဟုစိတ်ကြံစီရှိလေပြီတဲ့။အာမင်။ဒီကျမ်းပိုက်ကလူစီဖာကဖျားသခင်ရဲ့နေရာကိုလူရဲ့အခါတွေ့ရတာဖြစ်တယ်။ဝိညာဉ်ဖခင်ရဲ့နေရာကိုသင်ဘယ်တော့မှမလူချင်ပါနဲ့ဝိညာဉ်ဖခင်ကဲ့သို့ငါလည်းတနည်းဖြစ်ရမယ်ဆိုတဲ့ vision မျိုးသင်မှာရှိဖို့လိုအပ်တာဖြစ်တယ်။ဖခင်လို့နည်းနည်းလေးအသုံးပြုလာပြီးဆိုတော့ဖခင်ကိုခြေရတိုင်းကျင်ကြတယ်။ဒါတွေကသင်ဘဝမှာ impartation မရစေတဲ့အရာတွေဖြစ်တယ်။ Lucifer ကဲ့သို့သင်လူမယ်ဆိုရင် Lucifer ကဲ့သို့သင်ကြဆင်းမှာဖြစ်တယ်လို့ဆိုရင်ဒီလိုမျိုးသင်မလုပ်ပါနဲ့။ဖခင်ကဲ့သို့သင်က vision ရှိပြီးတော့ဖခင်အတိုင်းသင်လည်းတနည်းဖြစ်ရမယ်ဆိုတဲ့စိတ်ထားတဲ့သားမျိုးဖြစ်ပါစေမိတ်ဆွေ။ Hallelujah အာမင်အာမင်နောက်ထပ်တစ်ယောက်ကတော့အဒေါနီယာဖြစ်တယ်ဓမ္မရာဇဝင်တတိယဆောင်ခန်းကြီး1အငယ်9နဲ့6မှာတွေ့ရတာဖြစ်တယ်ဟဂ္ဂိတ်သားအဒေါနီယာသည်ရှင်ဘုရင်လုံမီဟုအကြံရှိလျက်ကိုချီးမြှောက်၍ယထာများနှင့်မြင်းများကို၎င်းမိမိရှေ့၌ပြေးရသောလူ90ကို၎င်းပြင်ဆင်လေခမဲတော်သည်တင်းသည်အဘဲကြောင့်ဤသို့ပြုသည်နည်းဟုသူစိတ်နာအောင်တခါမျှမပြောစဘူးထိုသူသည်လည်းအစင်းလဲအလွန်လှ၏အာမင်ဒီမှာဟဂ္ဂိတ်သားအဒေါနီယာကဘယင်လုံးမဲ့အကြံစီရှိတဲ့သူဖြစ်တယ်။တနည်းအားဖြင့်သူလည်းဖခင်ရဲ့နေရာကိုလူမဲ့သူဖြစ်တယ်။ဒီလိုသားမျိုးတွေက impartation ရမဲ့သားထဲမှာမပါပါဘူးဆို။သင်ကဖခင်ရဲ့နေရာကိုမလူချင်ပါနဲ့။သင်ကဖခင်နောက်ကိုတစ္ဆာရှိလိုက်မယ်ဆိုရင်တနေ့မှာဖခင်ကတင့်ကိုချီးမြှောက်မှာဖြစ်တယ်မိတ်ဆွေ။ဘတော်မှဖခင်ကတင့်ကိုကြော်သွားမှာမဟုတ်ဘူး။တင်တာဝိညာဉ်ဖခင်ပေါ်မှာတစ္ဆာရှိဖို့လိုအပ်တာဖြစ်တယ်။အဖေပေါ်မှာသားတွေကတစ္ဆာရှိမယ်ဆိုရင်အဖေစီကလာတဲ့ impartation ကသားတွေအတွက်ပဲဖြစ်တာဖြစ်တယ်။အာမင်။ hallelujah ဒီနေ့တော့နောက်ဆုံးကြောက်ကိုပြပြခြင်းနဲ့အဲ့ဒီကတော့မာကုလို့ခေါ်တယ်။တမန်တော်ခန်းကြီး15အငယ်39နဲ့38ကိုကြည့်မယ်ဆိုရင်ဘာနပသည်မာကုအမည်ရှိသောယောဟန်ကိုခေါ်မိဟုအကြံရှိ၍ပေါလုက
ပန်ဖူးလီပြည်၌သူတို့နှင့်ခွာ၍အမှုထမ်းရာသို့မလိုက်မသွားသောထိုသူကိုမခေါ်သင့်ဟုသဘောရှိ၏တဲ့အာမင်ဝိညာဉ်ဖခင်ကတင့်ကိုမခေါ်ခြင်းတော့တဲ့အချိန်တွေဖြစ်လာခဲ့ရင်တင့်တို့အန်တီရရှိတာဖြစ်တယ်မိတ်ဆွေပေါလုကဒီနေရာမှာမာကုကိုလက်တွဲဖြုတ်ချင်နေတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့မာကုကပေါလုခေါ်တဲ့လမ်းကိုမလိုက်ဘဲနဲ့လမ်းတစ်ဝက်မှာပြန်သွားတဲ့သားမျိုးဖြစ်တယ်ဝိညာဉ်ဖခင်ကမှားနေရင်တော့မှသင်ဆက်လိုက်ဖို့အတွက်တတိရှိသောသားဖြစ်ဖို့လိုအပ်တာဖြစ်တယ်မိတ်ဆွေဒီလိုသားတွေကပဲ impartation ကိုရတာဖြစ်တယ်ဒီနေရာမှာကြည့်ပါမာကုကိုပေါလုကစက်မခေါ်ခြင်းတော့ဖြစ်တယ်လက်တွဲဖြုတ်ချင်နေတာဖြစ်တယ်ဝိညာဉ်ဖခင်ဆိုတာကျွန်တော်တို့ရဲ့ spiritual covering ကိုခေါ်တာဖြစ်တယ် spiritual covering အောက်မှာမရှိတော့တဲ့သူတော့ကတော့အယံအနေနဲ့နာဖြစ်တယ်အာမင် Father ကိုစိတ်ပြတ်စေတဲ့သူတွေမှာသင်မပါပါစေနဲ့သင်မှတ်ထားပါမိတ်ဆွေဝိညာဉ်ဖခင်ရဲ့လမ်းကိုသင်လိုက်တဲ့အခါမှာသင်ကသူ့နေရာကိုမလူဘဲနဲ့ငါလည်းတနေ့သူ့လိုဖြစ်ရမယ်ဆိုတဲ့ vision မျိုးပဲထားပါမိတ်ဆွေဝိညာဉ်ဖခင်ရဲ့နေရာကိုသင်မလူချင်ပါနဲ့ဝိညာဉ်ဖခင်ကိုတော့သိတယ်ဝိညာဉ်ဖခင်ပြောတဲ့စကားကိုနားမထောင်တဲ့သူလည်းသင်မဖြစ်ပါစေနဲ့မာကုကဲ့သို့ဝိညာဉ်ဖခင်ကိုစိတ်ပျက်စေတဲ့သူလည်းမဖြစ်ပါစေနဲ့သင်အသက်တာမှာဒီຢာတွေကအရန်အရေးကြီးတာမျိုးကိုသိထားပါ impartation ဆိုတာအရန်လွယ်ကူကူနဲ့ရတဲ့အရာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့သင်ကသစ္စာရှိသောသားဖြစ်မယ်ဆိုရင် impartation ကသင်တို့လွယ်ကူနေမှာဖြစ်တယ်အာမင် hallelujah ကျွန်တော်အားလုံးကိုကောင်းချီးပေးတယ်ဝိညာဉ်ဖခင်စီကနေ impartation စီစဉ်မဲ့သူတွေဖြစ်ပါစေအာမင်ရောက်တိုင်းမှာဖျက်ရှင်ကောင်းချီးပေးပါစေ